မင်္ဂလာပါကိုဒန်နီယေမင်္ဂလာပါကိုဖုန်းတေနော်ကဲဒီနေ့တော့ကျွန်တော်တို့နော်ဒီခုနပြီးသွားတယ်နော် Wolf နဲ့ Chelsea နဲ့ပွဲပြီးသုံးချက်လေးကိုကျွန်တော်ဆွေးနွေးကြမယ်နော်ကောင်းလုံးပါပဲကဲအဲ့ဒါဆိုစလိုက်ပါကိုဖုန်းတေစပါအောင်โอเคဒီနေ့ Chelsea ကဝူဗန်ဟန်တန်ကိုပွဲမစခင်ကလေးကကျွန်တော်ကကျွန်တော်အမြင်ကတော့နိုင်မယ်ဆိုတာကြိုသိတာကြိုတွေးထားတာပေါ့ဘာလို့လဲဆိုတော့ Chelsea ကပြီးခဲ့တဲ့ဟိုဒီကာလင်းဟိုပါပေါ့ကာရာဘောင်ကပ်မှာသူကအာဆင်နယ်ကိုလက်လောရှုံးလာတယ်ရှုံးလာတဲ့အတွက်ကိုသူကအဲ့အရှုံးကနေပြန်လာဖို့အတွက်ကိုသူအများကြီးပြန်ပြင်ဆင်ထားပြီးတော့အခုဒီပွဲမှာဝူဗန်ဟန်တန်မှာသူကပြန်ပြီးပောက်ကွဲထွက်ပြလိုက်တယ်ပေါ့အဲကစားပုံပိုင်းကတော့အာဆင်နယ်နဲ့ထက်ဆိုင်ပို့ပြီးတော့သူကsmooth ဖြစ်လာတယ်လို့ခံစားရတယ်ဗျအဲဂိုးပေါက်တွေကတော့ချင်းချောက်တာကတော့ဒီနေ့ကတော့နည်းနည်းနည်းတယ်ဒါပေမဲ့ ball position ရတော့ Chelsea ကတော့အရန်တာတယ်လို့ကျွန်တော်မြင်မိတယ်ဒီနေ့ပွဲအတွက်ကိုလေ67အောင်ဆိုတော့ဟုတ်ပါတယ်နော်ဒီနေ့ထုံးစံတိုင်းဒီနေ့ပွဲကိုခြုံကြည့်ရင်တော့ဒီ Wolf ဆိုတာသူကတန်းဆင်းမှုပြင်နေပြီနော်အဆင့်က20ဆိုတော့လေอืသူတို့มတချို့ကစားသမားတွေရောင်းသွားဆိုသူတို့ကတန်းဆင်းမှုပဲပြင်နေရပါတော့အဲ့အသင်းကိုကန်ဆိုတော့ဒီလိုအသင်းကမှမနိုင်တော့လေနိုင်ဒီအသင်းမှာမနိုင်ဒီအသင်းမှာဂိုးအများကြီးမသွင်းနိုင်ဘူးဆိုတော့မကောင်းဘူးနော်อืအဲ့တော့ပွဲစားတွေကတော့ Chelsea ကတော့ပန်နယ်တီနဲ့နော်ကိုပါမာရဲ့ပန်နယ်တီနှလုံးပြီးကိုပါမာတစ်လုံး hat-trick နဲ့တော့စတော့ဖွင့်လိုက်တာပေါ့နော်ဒါကိုပါမာတဲ့သူလက်သူ့အတွက်ဒီစံရိတ်မှတ်တမ်းလေးတစ်ခုရသွားတော့ပထမပိုင်းမှာ hat-trick သွင်းလိုက်တာပေါ့နော်ဒါပေမဲ့ပွဲကမလားမဖြစ်တကူကပြန်ပေးလိုက်ရသေးတယ်နော်တကူပြန်ပေးလိုက်တကူပြန်ပေးတဲ့ဒုစရတကူပြန်ပေးလိုက်ရတော့အဓိကကစားသမားရဲ့အနားပြေးကိုနည်းနည်းလေးတွန်းဆုပ်လို့ဖြစ်သွားတကယ်တည်းက60နောက်ပိုင်းမှာ Chelsea ကနည်းနည်းလေးပြန်ရှော့သွားတယ်ဟိုဘက်ကနည်းနည်းတော့ပြန်ဖိလာသေးတယ်ပြီးရင်80လောက်မှပြန်ပြီးတော့ပွဲကိုပြန်ပြီးတော့ထိန်းလိုက်တယ်ပေါ့နော်ဒီနေ့ပွဲ line လေးစပြောကြည့်ပါဦးဒီနေ့ပွဲသူတို့ရဲ့ပေါ့ Chelsea ရဲ့လူထုတ်ပုံကပေါ့ဟိုနေတိုပြန်ပါလာတယ်ပေါ့နော်ကာရာဘောင်တော့နေတိုမပါပါဘူးတင်တယ်နော်ဟုတ်ပါဘူးကာရာဘောင်တော့နေတိုမပါဘူးနေတိုပြန်ပါလာတယ်အာနောက်ပြီးတော့ကိုပါမာကိုပါမာရဲ့နေတိုရဲ့နောက်ပြီးတော့ဖာနန်ဒက်စ်ရဲ့နော်ကွင်းလေမှာသူတို့လုံးဝတကယ်ကိုအဲ့၃ယောက် solid ကဘာပဲပြောအဲ့၃ယောက်ပါလာပြီဟေ့ဆိုရင် Chelsea ကဂိုးမရဘူးဆိုတာပါဘူးမရှိဘူးဗျာပွဲတိုင်းတော်တော်များများလေဟုတ်တယ်သူတို့၃ယောက်စလုံးရဲ့တိုးအားကဘယ်လိုကောင်းမလဲတကယ်ပရီးမီးယားလိမှာအနည်းရှိဆုံးတိုက်စစ်ထဲမှာတော့ပါတယ်ဂျိုယ်ပက်ထရိုလည်းကောင်းတယ်ဂျိုယ်ပက်ထရိုကဒီနေ့မှာကျွန်တော်တွေ့တဲ့လောက်ကတော့သူက force 9 ဆန်သူကဆော့သွားတယ်ပေါ့အဲ့လိုမျိုးတော့ကျွန်တော်တွေ့တယ်နောက်တစ်ခုကိုက်စီဒိုရဲ့ present တွေ marking တွေကတော့ဒီနေ့ပွဲကတော့တော်တော်ကြီးကောင်းတယ်အာဆင်နယ်နဲ့ပွဲတော့ကလည်းကိုက်စီဒိုကကောင်းခဲ့တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အာဆင်နယ်နဲ့ပွဲတော့ကသူတို့မှာ pressure ရှိတယ်ဗျဘာ pressure လဲဆိုတော့သူတို့ကပထမအကျော့ရှုံးထားတယ်ဆိုတော့ဒီ pressure ကြီးကိုသူတို့ကအဲ့ဒီ pressure နဲ့သူတို့ကပြန်ဆော့ရတာဘယ်လောက်ပဲသူတို့ attack လုပ်လို့လေသိရမလားအဲ့တော့ကိုက်စီဒိုကလည်းအဲ့တုန်းက pressure ရှိတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့သူမှာ pressure မရှိဘူးသူဒီ Wolverhampton ကနေပြီးတော့သူတို့ကောင်းမှုလုံလောက်တယ်ဗျာချင်းချောက်မှုမျိုးလည်းမရှိတဲ့အတွက်ကြောင့်မလို့လေChelsea ကအသာစီးရတယ်လို့ကျွန်တော်မြင်တယ်ဒီနေ့ပွဲမှာတော့ဟုတ်ပါတယ်ဒီနေ့ line မှာပြောရမှာဆိုတော့စန်တာနောက်တန်းပေါ့နောက်တန်းမှာဆိုရင်ဖိုဖာနာနဲ့ချာလို့ပါတော့ထပ်လာတယ်လက်ရှိဒီနှစ်ယောက်ကချက်ရှိရဲ့စန်တာဘက်တွေအကုန်လုံးထဲမှာဒီကောင်တော့အကောင်းဆုံးတော့ရှိနော်อืมအကောင်းဆုံးဆိုတာဟိုသူတို့ကောင်းလို့မရှိဘူးဒါပေမဲ့သူတို့တားကောင်းလို့မဟုတ်ဒါပေမဲ့လောဆယ်ဖိုဖာနာချာလို့ပါနှစ်ယောက်အတွေ့ရတော့စိတ်ချနေပါอืมอืมညာဘက်ချမ်းမှာသူကဒီပွဲကိုလုံးဝ James ကိုအနာပေးထားတယ်နော်ဂူစတိုနဲ့ပဲထည့်လိုက်တာပေါ့နော်ဒါလည်းကောင်းပါ James ကိုဒီလိုပွဲတွေကတော့အနာပေးတင်တာပေါ့နော်ကူကလေးကတော့နားမနိုင်သေးဘူးသူကတော့ပါနေရသေးတယ်ပွဲထဲမှာဒီပွဲမှာအပြောင်းလဲဖြစ်တယ်ဘာဖြစ်လို့အရင်ပွဲတွေမှာကိုးပါမှာပြန်ပါလာတဲ့ခါမှာသူကကိုးပါမှာကို AMF မှာထားပြီးတော့အန်ဇူနဲ့ကိုင်စီကိုထောက်တယ်အဲ့လိုပွဲတွေကြရင်ကိုးပါမှာနည်းနည်းလေးနောက်ပိုင်းပွဲမှာပျောက်နေတယ်ဒီနေ့ပွဲမှာတော့ကိုးပါမှာဟိုသူ့ရဲ့အားသာဖြစ်တဲ့ right wing ကိုပို့ပြီးတော့အန်ဇူက AMF မှာဆော့တယ်အဲ့တော့ကွင်းလယ်မှာအားသာချက်နေတဲ့ Santos နဲ့ကိုင်စီကိုထောက်တယ်အဲ့ဒါတော်တော်ကောင်းပါတယ်อืပါမာကมသူ့ရဲ့ညာချမ်းမှာဆိုပို့ပြီးတော့ခြေစွမ်းပြတယ် อืม EMF တက်ဆိုင်နော်ဟုတ်တယ်အဲ ဟုတ်တယ် EMF နဲ့မှာ right မှာပါမယ် ST4 တော့မပါခဲ့ဘူးပေါ့မပါခဲ့ဘူးနော်ဘယ်မှာ Nito ပါဒရိုပေါ့ဒါအကောင်းဆုံးပဲလीနော်အကောင်းဆုံးပဲဥပဒီလူစင်းကမာရဲ့မသူက စိုးဒီဝု right ကို wing ကွက်တီ right wing အပြင်သူကပေါ့ inside forward ပါသူကသွားဆော့တာလी inside forward ပါသွားဆော့တော့ကျွန်တော်တင်တယ်သူကကိုယ့်ဘာမှာဒီ jet ဟိုဒီ formation ရသူကတော့ဗာလဲ
ဒီ4231ဆိုပေမဲ့တစ်ချက်ကြာရင်သူကဘာဖြစ်သွားလဲဆိုတော့442ပုံစံဖြစ်သွားတယ်သူက Gero Petro နဲ့သူကလေဟိုပါပေါ့ဟိုတိုက်စစ်ကိုဟိုဟာတူတူတွဲဖောက်တဲ့ပုံစံမျိုးပေါ့ဘေးနားမှာရမ်းပြီးတော့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ပဲဘယ်လိုခေါ်မလဲဟိုနောက်တစ်ခုကဘာမှသူကဂိုးသွင်းလဲကောင်းတယ်လို့သူကတကယ်ဟိုသူလဲ creative ဟိုပါပဲနော်သူက creative midfielder တွေမှာလဲသူလဲပါတယ် ပြိမိတော်တော်ကောင်းပါတယ်ပြီးတော့သူကဒါဘယ်လိုမှတော့တူလဲဆိုတော့ပိုချက်တီနိုလက်ထက်ကခြေစွမ်းပြတဲ့ပါမပုံစံဒီနေ့ပြန်တွေ့တာအဲ့လိုဟုတ်တယ်အဲ့လိုမှာစကားလက်ထက်မှာနည်းနည်းလေးအဲ့ဒီပုံစံပျောက်သွားတယ်အခုနည်းနည်းလေးပြန်ပေါ်လာတာပေါ့နော်ပြီးတော့ပွဲပြကနေမှာနှမျောစရာကြီးတစ်လုံးပြီးတာဟိုကလေအဲ့လို finance ခင်းမလိုက်တော့နီတိုခေါင်းတိုက်တာထိချက်လွဲပြီးတော့အပြင်ကြီးထွက်သွားအဲ့ကိုဂိုးရမှာနော်ဖုန်းပြရမှာတကယ်တည်းနီတိုကလည်းတကယ်တည်းနောက်ပိုင်းညံ့နေပေမဲ့သူ့နောက်မှာဟိုတောင်ပေါ်မှာသူ့နဲ့ရှင်ရမယ်ကနာချိုပူတော့ညံ့တယ်ဟို guidance ဆိုပူဆိုးတားညံ့တာပဲတားဖြစ်တာဂါနာချိုးတော့မန်ယူကပြောင်းပြသူကခြေသွန်းလောက်လာပြထားတဲ့ပွဲကိုမရှိသလောက်ရှားတာနော်ဂါနာချိုးကမရှိဘူးဒီနေ့ပွဲဆိုလဲပွဲပြီးကနေဝင်လာပြီမဲ့ထိချက်တော့လူပေးတာတော့မမှန်ဘူးဖြစ်တယ်လူပေးတာမမှန်ဘူး dribbling လည်းမရအောင်အကုန်လုံးလွယ်နေတာနော်သူနောက်တစ်ယောက်ဒီလက်ပူဆိုးတယ်ဒီလက်ကနံပါတ်9ကြီးလို့ under pressure ဝင်သွားပုံရတယ် under pressure ကြောက်သူလဲလေဟိုကစားသူ့ရဲ့ပုံမှန်ကစားပေါက်ဖြစ်တဲ့သူလဲ free roll ပဲစော့တာပဲဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲသူကအခုချိန်ထိကိုဒီ Chelsea အသင်းနဲ့သူကဟိုအံဝင်ခွင်ကြသူကအဲ့လိုမဖြစ်သေးဘူးလို့ကျွန်တော်မြင်မိတယ်ပေါ့ဂါနာချိုးရဲ့ပုံစံကလည်းနောက်တစ်ခုကျွန်တော်ပြောစရာတစ်ချက်က Chelsea မှာကကိုသမားဆန်ချက်ကတော်တော်ကောင်းတယ်ကိုသမားဆန်ချက်ရှိနေလို့တကယ်တမ်းလေကောင်းလာအခုလဲဆိုတော့ဟိုခုနဟိုကိုဒန်နီယယ်ပြောသလိုမျိုးဒီဖိုဖာနာနဲ့ချယ်လိုပေးတာဒါဟို Chelsea ရဲ့လောလောဆယ်အကောင်းဆုံးဒီစင်တာဘက်ဖြစ်နေတဲ့အချိန်မှာပေါ့အကယ်၍ဒီနှစ်ယောက်တည်းကတယောက်တာမရှိခဲ့လို့ရှိရင်နည်းနည်းတိတ်ကြောက်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့တစ်ဖက်အသင်းကကောင်တာအတက်ကိုလာတဲ့အခါကျရင်ဒီဆန်ချက်တာမရှိခဲ့လို့ရှိရင်ဒါကိုကသိရမလားကိုရလက်တွေကပြောင်းလဲသွားနိုင်တယ်လေအဲ့ဒါတော့မှအခုဒီဝူဘက်ကနေပြီးတော့ဝူဗာတန်ဘက်ကနေပြီးတော့တကိုးသွင်းသွားတယ်ဆိုတာကလည်းဒါကလည်းဟိုဒါလုံးဝမထင်မှတ်ထားတဲ့အနေအထားနေပြီးတော့ဝင်သွားတဲ့ပုံစံမျိုးဖြစ်သွားလို့ဝူဖ်ကိုတော့တလုံးကကလေးရှိရမရလာရင်တလုံးပေးလိုက်ရတယ်နော်ဝူဖ်ကိုတော့တလုံးပေးလိုက်ရတယ်ဝူကတကယ်အားကြောင့်ပေါ့လေဒီပွဲနိုင်ကြောင်ဆိုတော့ဒီပွဲနိုင်ကြောင်43မှတ်ပေါ့မန်ယူက44ပေါ့အဆင့်4နဲ့5ပေါ့နော်43 44ဖြစ်သွားတယ်ဗီလာတိမ်ကျသွားတော့49ဆိုဗီလာနဲ့တဖြည်းနှစ်သိန်းလုံးကဗီလာကိုလိုက်ပြီးတော့ဖိအားပေးလာပြီပြီးအောက်မှာနောက်တစ်ခုရှိတာကအဆင့်6မှာ39မှတ်နဲ့လီဗာပူးအကယ်၍မနှက်ပြန်လီဗာပူးများရှုံးသွားခဲ့ပြီရှိတော့လီဗာပူးနဲ့ကျွန်တော်တို့ဒီချယ်ဆီမန်နဲ့တော်တော်ကွာသွားပြီပေါ့နော်ဟုတ်ပါပြီ4မှတ်5မှတ်တော့ကွာသွားကြပြီဖြစ်မှာဟုတ်ကဲ့ဒါချန်ပီယံလိဟိုပါပေါ့ပြိုင်ပွဲအတွက်ကိုဒီအသင်းတွေပေါ့အပေါ်အောက်အသင်းတွေကတကယ်ကြီးကိုကြိတ်နေရှင်ပြိုင်ကြတာတော်တော်ကြီးကောင်းပါလေကြည်ရတာလေဒါမျိုးကကျွန်တော်တို့ဒီနှစ်မှာပဲကျွန်တော်တို့ကမြင်ရတာတကယ်တမ်းကလေအခုကပထမဟိုပါပေါ့ first ပထမရနေတဲ့အသင်းအခုအာဆင်နယ်အသင်းကိုသာဒီမန်စီးတီးကတောက်လျှောက် pressure ပေးနေတာအရင်တော့ Aston Villa ကတော့ pressure ပေးတာပေါ့ဒါပေမဲ့အခု Aston Villa ရဲ့အခြေချော်မှုတွေကြောင့်အခုဒီအာဆင်နယ်ရဲ့ဒီ title runner ကိုသိရမလားမန်စီးတီးတည်င်းမဲ့လိုက်ပြီးတော့ pressure ပေးသလိုမျိုးပေါ့ဟိုပါပေါ့ဖြစ်သွားတာပေါ့အခုဒီဟိုပါပေါ့3နဲ့4ကတော့တေချာသလောက်ကတော့ဒီမန်ယူချယ်ဆီလီဗာပူး3သိန်းနဲ့တည်င်းကတော့ဖြစ်ဖို့ကများနေပြီအဲ့ဒါမှ Aston Villa လည်းဖြစ်နိုင်တယ် Aston Villa လည်းရှိပါသေးတယ်ဒါပေမဲ့ခုနလိုမျိုး Aston Villa နောက်ပိုင်းပွဲတွေမှာ तू ကခြေချော်နေပြီခြေချော်နေတဲ့အတွက်ကြောင့်မလို့ချော်နောက်ပိုင်းခြေချော်နောက်ပိုင်းကပို့ပြီးတော့ Manchester United ကလည်း तू ကစိတ်သက်ကောင်းနဲ့ပြန်ပြီးတော့အရင်စိတ်သက်တွေနဲ့အရင်ခြေစွမ်းတွေနဲ့ပြန်လဲပြီးတော့အနိုင်တွေယူလာတယ်အဓိကတော့ Man United Chelsea ရဲ့နှစ်သင်းစလုံးကတော့ယာယီနီးပြတွေဆိုပေမဲ့သူတို့နီးပြအပြောင်းလဲမှာတယ်သူတို့အသင်းသားတွေကရားလက်တွေကပိုကောင်းလာတယ်အရင်နီးပြဟောင်းတွေတက်ဆိုင်ကောင်းလာအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ပါမန်ယူဆိုရင်လည်းတပတ်ဟိုတပွဲပဲကန်တော့အဲ့ဒါသူ့ရဲ့အတားခြင်းကပြန်ဖြစ်သွားပြန်အနားရကစားသမားတွေ fitness ကအပြည့်နေတယ်နော်အဲ့တော့ကျွန်တော်တို့ဟိုပါပေါ့ဒီဘာဖြစ်ပါဒီပွဲလေးဒီ Chelsea ဘူးသုံးပွဲရရင်တော့ Wolf နေနဲ့ကတော့အဆင့်8မှတ်ပဲရတယ်တေချာပါဒါလောက်ဆိုတော့တော်တော်တေချာဒါလောက်ရှိသွားပြီ Wolf ကတော့အဆင့်20ဆိုသူတို့ကလည်း
သူတို့အတင်းသားတွေကိုအကုန်လုံးကလည်းဒါတန်းဆင်းမှုပြင်ဆင်နေပြီးသားတော့ဖြစ်နေဘာမှတော့တိတ်တော့မထူတော့ဘူးเนาะသူတို့ကလည်းစိတ်ပဲလက်ပြတ်နေတော့ကြအောင်ဒါပေမဲ့မိနစ်60နောက်ပိုင်းတော့လည်းပြန်တင်သွားတယ်เนาะချယ်ဆီနေရောက်ဒီပွဲအနိုင်3မှတ်ကြောင်းနောက်ဆုံး9ပွဲမှာ4ပွဲစတိုက်အနိုင်ဖြစ်သွားတော့เนาะ4ပွဲစတိုက်အနိုင်ပြီးဖောင်ကောင်းလေးတော့ရလာတယ်ဘာဖြစ်ယုံကြည်မှုလေးရသွားတာပေါ့เนาะအဲပါဆိုတော့ကြတော့ဒီအစ်စ်ပရီးမီးယားလိဂ်ဒီချန်ပီယံလိတောက်ပဲပို့ပြီးတော့ပြင်းထန်လာလို့ပဲယူဆပါတယ်เนาะဟုတ်တယ်ကိုကဲအဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံး conclusion တွေဆွဲလိုက်ကြအောင်ပွင့်လို့လေ conclusion အနေနဲ့ကတော့ Chelsea ကတော့အာ Chelsea ပါပဲ Chelsea ကတော့ဘယ်လိုမျိုးကိုအချိန်တိုင်းအနိုင်3မှတ်ကိုရအောင်လို့ယူမလဲဆိုတာကိုသူကအများနဲ့သူတို့ကတော့ Chelsea ကတော့လုတ်ပြနေတုံးပဲပေါ့နော် Chelsea ကတော့ဒါ Chelsea ကတော့ Chelsea ပါပဲဆိုတဲ့အတိတ်ပဲပါပဲကျွန်တော်တခုဟုတ်ကဲ့တခုတွေ့မိတာကလေအမှတ်တွေအတင်းအမှတ်မှာကွာဘာတွေကြည့်လာမလဲဆို goal difference တွေနည်းနည်းကြည့်လာကြမယ်ဒါအခုကြည့်လိုက်တော့ Man U Chelsea Liverpool 3မျိုးကြည့်လိုက်တာမှာ Chelsea က +17 နဲ့အကောင်းဆုံးတော့ဖြစ်နေတယ်Man U ကလည်းလိုက်လာပြီ +10 ဖြစ်တယ်မကောင်းတာ Liverpool က +6 ပဲရှိတယ် Liverpool ကတော့ plus အကယ်၍အမှတ်တွေတူလာရင်ဒီ goal difference တွေကြည့်လာပါမယ်နော် Liverpool ရှင်းတဲ့အခါမှာ Liverpool က +6 ပဲရှိတယ် Liverpool နဲ့ +6 +9 +10 အနေနဲ့အဲ့လိုမျိုးလေးတွေသိမကွာဘူးပေါ့အခုကြည့်ရတာနော်ဒီ Chelsea အသင်းอ่ะနော် Chelsea အသင်းလဲသူ့ရဲ့နောက်တန်းပေါ့အဓိကတော့သူ့ရဲ့ goal conceded ကသူက28ပဲရှိကြတာသူလည်းမစိုးဘူးပြောရမယ်ဆိုရင်လေဟို17ရောင်းတဲ့ပွဲကြီးရှိတယ်အာဆင်နယ်ကတော့17 Man City က23နော် Aston Villa 27အခု Chelsea က28ဆိုတာဒါကဘာပဲပြောပေးကူကတော့နည်းတယ် Chelsea ဟုတ်တယ် Man U နဲ့ Chelsea တိုက်စစ်မကွာဘူးလား45ကို46ကိုပေးကူက Man U ကပေးကူများလို့တာ plus 36ကိုဖြစ်လို့လားသိလား Man U ကလေယာဒီစသူလဲဟိုအမွန်လက်ထက်ကနေပြီးတော့အဖြစ်ပြက်လေးတွေပေါ့အဲ့ဒါတွေနဲ့ပေါ့နော်Man U ကအခုနိုင်ပွဲတွေမှာတော့မှတကယ်တမ်းဒီနေ့ပွဲနဲ့ကျွန်တော်တို့ဒီနေ့ပွဲရယ် Man City ပွဲနဲ့ပဲ clean sheet ရတာလေ Michael Carrick လက်ထက်မှာပြီးခဲ့တဲ့ဖူလန်နဲ့ပွဲရောသိရမလား Man City နဲ့ပွဲရော Man U က2ဂိုးစီသူကပေးထားရတာဆိုတော့အဲ့မှာတင်၄ဂိုးကပါသွားပြီလေဘယ်တော့ပဲတွင်ကို3-2နဲ့ပဲနိုင်တယ်ပဲပြောပေါ့သိရမလားအဲ့တော့ပေါ့ဂိုးသွင်းဖို့အတွက်ကတော့ Man U ရော Chelsea ရောသူတို့ရဲ့တိုက်စစ်တွေကတော့တော်တော်ကောင်းတယ်ဒါပေမဲ့နောက်တန်းမှာတော့သူတို့တွေပြန်ပြီးတော့ဒီနေ့ရာသီမဟုတ်ရင်တော့မှနောက်နှစ်ရာသီမှာသူတို့အများကြီးပြန်ပြင်ဆင်မှရလိမ့်မယ်ပေါ့Chelsea ရဲ့နောက်တန်းရော Man U နောက်တန်းရောတိတ်ပြီးတော့အားရစရာတော့လောလောဆယ်မရှိသေးဘူးပေါ့ဒါပေမဲ့ကစားပုံကတော့သိန်းလုံးတော့ကောင်းပါတယ်တိတ်ပြီးတော့မကွာကြပါဘူးဒါပေမဲ့အရင်တုန်းကလိုမျိုးပေါ့ Chelsea ဆို Chelsea တကယ်ဖြစ်တယ်ဆိုတော့အခြေအနေမျိုးပြန်ရောက်ဖို့တော့ Chelsea လည်းမတရားလုပ်အောင်ပါအဲ့ဒါမှကျွန်တော်တို့က title race ထဲမှာကျွန်တော်တို့ကပြန်ပါလာနိုင်မှာပေါ့အဲ့လိုမျိုးဟုတ်ပါအဲ့တော့ကျွန်တော်ဒီနေ့ဘူဗန်တန်နဲ့ Chelsea ပွဲလေး3မျိုးက3တစ်ချက်ကိုကျွန်တော်ဒီမှာပဲအဆုံးတက်လိုက်အောင်နော်နောက်တစ်ပတ်တွေမှာလည်းကျွန်တော်တို့ channel ကနေပြီးပြန်ပြီးတော့ပွဲကောင်းလေး Man U နဲ့ Chelsea ရဲ့အဓိကတော့ Man U နဲ့ Chelsea ရဲ့ပွဲကောင်းလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်โอเคကိုကြီးနော်ကျွန်တော်နောက်တစ်ပတ်ကျရင်ပြန်တွေ့ကြအောင်ဗျာတွေ့ကြအောင်နော်